အားလုံးပဲမင်္ဂလာပါလူဖြစ်ပြီးတော့တရိษံလောက်အသိဉာဏ်မရှိတဲ့လူတွေရှိတယ်လို့တခါတုန်းကဥစဉ်ပို့တင်ပူပါတယ်နော်အဲ့ဒီလိုတင်လိုက်တဲ့အခါမှာတချို့ကမကျင်တတ်ကြလို့ဥစဉ်ကိုလာပြီးတော့စော်ကားကြတာတွေရှိပါတယ်ဥစဉ်ကရမ်းပြီးတော့တင်တာမဟုတ်ပါဘူးနော်အရှိကိုအရှိတိုင်းတင်တာပါဥစဉ်ပြောတာမှန်ဆိုတာကိုသိရအောင်ဗီဒီယိုတစ်ခုချပြပါမယ်ကြည့်လိုက်ပါဦးနော်Laisse. Allez. C'est fini. Non. Laissez. Chut. Dégagez. ကဲအဲ့ဒီဗီဒီယိုကိုကြည့်လိုက်ပါနော်အဲ့ဒီဗီဒီယိုထဲမှာကြောင်ကရေထဲကျနေလို့ခွေးကအသေးတန်ကဲပါတယ်ကဲတာတော့မှတက်တာကဲရတာမဟုတ်ပါဘူးကြောင်ရဲ့ကိုချစ်မှုကိုအနာခံပြီးတော့ကဲရတာပါအဲ့ဒီလိုခွေးကကြောင်ရေထဲကျနေလို့ကဲနေတဲ့အချိန်မှာဘေးကလူကဖုန်းနဲ့ဗီဒီယိုရိုက်နေပါတယ်နော်အဲ့ဒီဗီဒီယိုရိုက်နေတဲ့လူနဲ့ရေထဲကျနေတဲ့ကြောင်ကိုကဲနေတဲ့ခွေးဘယ်သူကအသိဉာဏ်ရှိမယ်လို့ထင်လဲကြည့်လိုက်ပါနော်ခွေးကကြောင်ရေထဲကျနေတာကိုကဲရမှန်းသိတယ်လူကကဲရမှန်းမသိတဲ့အပြင်ဗီဒီယိုတောင်ရိုက်နေလိုက်သေးတယ်နော်အဲ့ဒါတွေကိုကြည့်ပြီးတော့ဦးစင်းကတချို့လူတွေဟာတရိษံလောက်အသိဉာဏ်မရှိဘူးလို့ပြောတာနော်တကယ်လောကကြီးထဲမှာတရိษံလောက်အသိဉာဏ်မရှိတဲ့လူသားတွေရှိနေတာဟာအားလုံးမျက်မြင်ကိုယ်တွေ့ပါပဲနော်ဒါကြောင့်တချို့လူတွေဟာတရိษံလောက်အသိဉာဏ်မရှိဘူးလို့ပြောတာကိုမနာကြပါနဲ့နော်အားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေဦးစင်းတို့လူဘဝငယ်တုန်းကဦးစင်းတို့ရဲ့အိမ်မှာခွေးမကြီးတစ်ကောင်ရှိပါတယ်အဲ့ဒီခွေးမကြီးမှာခွေးလေးတွေလည်းပေါက်နေပါတယ်။ဒီနေ့မှာကလေးတယောက်ကအဲ့ဒီခွေးမကြီးရဲ့ခေါင်းကိုကောက်ရိတ်တဲ့သစင်နဲ့ပေါက်လိုက်တာခွေးမကြီးရဲ့ခေါင်းပေါက်သွားပါတယ်။ခွေးမကြီးကလည်းနာကျင်တဲ့အတွက်ဒေါသဖြစ်ပြီးကလေးရဲ့တင်ပါးကိုကိုက်လိုက်တာတင်ပါးပေါက်သွားပါတယ်။အဲ့ဒါကိုကလေးရဲ့ဖခင်ဖြစ်တဲ့တကားကြီးကသူ့သားကိုကိုက်ရကောင်းလားဆိုပြီးခွေးမကိုလှန်နဲ့ထိုးသတ်လိုက်တာခွေးမကြီးတည်သွားပါတယ်။ခွေးမကြီးတည်သွားတဲ့နောက်ပိုင်းမှာခွေးလေးတွေလည်းနိုးမဆိုးရတဲ့အတွက်တည်ကုန်ပါတယ်။သိမကြပါဘူးအဲ့ဒီတကားကြီးလဲသူတစ်ပါးဤလက်ချက်ဖြင့်အသက်ဆုံးရပါတယ်။ခွေးကြိုက်ခံရတဲ့ကလေးလေးလဲရေထဲကျပြီးရေနစ်လို့တည်ဆုံးရပါတယ်။ကံတရားဆိုတာပြုပြီးပြီဆိုရင်တူသောအကျိုးကိုပေးတတ်ပါတယ်။ဒါကြောင့်သဂါထာဝကတန်ရုပ်ပါဠိတော်ဒုတိယသင်္ကမတုံးမှာသူတစ်ပါးအားညှင်းဆဲတတ်သောသူသည်မိမိအားသူတစ်ပါးတို့ကပြန်လဲညှင်းဆဲခြင်းကိုခံရတတ်၏လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်။ဒါကြောင့်ဓမ္မလက်ဆောင်ပေးလိုတာကစိုးတဲ့တူသောအကျိုးကိုမခံစားလိုဘူးဆိုရင်သူတစ်ပါးတို့အားညှင်းဆဲတက်ဖြတ်တာကိုမပြုလုပ်ကြပါနဲ့လို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။